ဒီနေ့ကျွန်တော်ဝင်ခါမယ်နှုတ်ကပတ်တော်ကတော့ဖခင်ရဲ့ဖွင့်ပြခြင်းဖခင်ရဲ့ဖွင့်ပြခြင်းဆိုတဲ့အကြောင်းကိုကျွန်တော်အနေငယ်လေးကျွန်တော်ဝင်ခါမယ်ဆိုတော့ရှင်လုကာခန်းကြီး9အငယ်လေးဟုတ်ပြီတွေ့လားဟုတ်ပြီဖခင်အတင်းနဲ့တုံးစကားပြတ်တော်အခါရေနဲ့ရာတို့ရွှေအောင်လောဖိုက်ကွန်ကိုချ၍ငါကိုအုပ်ဆန်းလောဟုရှင်မုန်အားမိန့်တော်မူ၏ဒီနေရာမှာကျွန်တော်အထူး highlight လုပ်ချင်တဲ့အရာကတော့ရေနဲ့ရာတို့ရွှေပါပြောပေါင်းရေနဲ့ရာတို့ရွှေပါပြန်ပြောပေါင်းရေနဲ့ရာတို့ရွှေပါသူ့အဒုံနဲ့ပဲလာထိလေသူ့အဒုံနဲ့ပဲလာထိလေကျွန်တော်ရေနဲ့ရာတို့ရွှေပါလို့ပြောတဲ့အခါမှာကျွန်တော်အားလုံးနားလေပြီးသားဖြစ်တဲ့ကမ်းခြေကိုသွားဖို့မဟုတ်ဘူးရေကူးဖို့မဟုတ်ဘူးဆိုတာတော့ကျွန်တော်အားလုံးနားလေတယ်ဒါမဲ့စဉ်းစားရမှာကကျွန်တော်ဒီဘေးကိုရေနဲ့ရာကိုဘယ်လိုရွှေ့မလဲလို့ပြောတဲ့အခါမှာတနည်းအားဖြင့်ပြောမယ်ဆိုရင်နားလေရလွေအောင်ရှင်းရှင်းပြောမယ်ဆိုတော့အခုသင်ရှိနေတဲ့ဝိညာဉ်နေပေတွေကလည်းတာရွေ့နဲ့နေဝိညာဉ်နေပေထဲမှာသွားပါဆိုတဲ့အိပ်ပေဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်အခုရှိနေတော့ဒီလိုပြောတဲ့အခါမှာတယောက်နဲ့တယောက်တူမှာမဟုတ်ဘူးတချို့တော်သူတွေကတိတ်ဆုမတောင်းဘူးဆုတောင်းတဲ့သူရှိတယ်အစာမရှောင်ဘူးအစာရှောင်ဘူးတဲ့သူလည်းရှိနိုင်တယ်ချီးမွမ်းကိုးကွယ်ခြင်းတွေမှာတိတ်ပြီးတော့မှစိတ်ပါလက်ပါမပါဝင်သေးဘူးပါဝင်ဘူးတဲ့သူလည်းရှိနိုင်တယ်ဘယ်ချီနီမှာပဲရောက်ဘယ် level မှာပဲရှိဖခင်ကျွန်တော်ကပြေးတာလိုချင်တဲ့အရာကတော့တာ၍နဲ့နေတော့ဟာလေလုယာတာ၍နဲ့နေတော့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 ဘုရားရဲ့နေပေဝိညာဉ်နေပေထဲမှာကျွန်တော်ကိုနေ့ရက်စဉ်တိုင်းမှာသွားစီခြင်းတဲ့ဘုရားရှင်ဖြစ်တယ်လောကမှာတော့ကျွန်တော်တချို့တော်သူတွေကဘာကြီးတစ်ခုလုံးကိုလစ်ပတ်ပြီးတော့မှသွားပြီးသားလူတွေရှိတယ်ကဘာကြီးမှာရှိသမျှနိုင်ငံဒီတိုင်းဒီရောက်ဘူးတဲ့သူတွေရှိတယ်နော်အဲ့ဒါကိုဝါသနာပါပြီးတော့မှပတ်စံနဲ့ချမ်းသာလို့တတ်နိုင်လို့ရောက်ဘူးတဲ့သူတွေရှိတယ်လောကမှာသူတို့သွားစရာနေရာမရှိတော့ဘူးဒါမဲ့ကျွန်တော်ကစိတ်လုံရှားစရာကောင်းတာကဝိညာဉ်နေပေထဲမှာဆာငတ်တဲ့အခါတိုင်းမှာနေပေအသစ်ထဲမှာကျွန်တော်ကိုခေါ်ဆောင်ခြင်းတဲ့ဘုရားရှင်ဖြစ်တယ်ဟာလေလုယာပြောပါအောင်ဝိညာဉ်နေပေအသစ်ထဲမှာကျွန်တော်ကိုဘုရားကပေကိုသွားစီခြင်းတယ်လဲဆိုရင်မရှိတယ်မကောင်းနားထောင်ပါကျွန်တော်ကိုမလေးရှားရောက်စီချင်တာတဲ့အမေရိကရောက်စီချင်တာတဲ့ဝိညာဉ်နေပေအသစ်ထဲကိုရောက်စီချင်တဲ့ဘုရားရှင်ဖြစ်တယ်။ဘာကြောင့်လဲအဲ့ဒီဝိညာဉ်နေပေအသစ်ထဲမှာမကြားဘူးတဲ့ဘုရားရဲ့အတန်တော်တွေကြားရမှာဖြစ်တယ်။အဲ့ဒီဝိညာဉ်နေပေအသစ်ထဲမှာမကြားဘူးတဲ့ကြားမှာချင်းချောင်းတွေဘုရားဖွင့်ပြမှာဖြစ်တယ်။အဲ့ဒီဝိညာဉ်နေပေထဲမှာကျွန်တော်အယမ်းစိုးရိမ်နေတဲ့အယမ်းကြောက်နေတဲ့အနာဂတ်အတွက်စိတ်ချခြင်းတွေကိုဘုရားပေးမှာဖြစ်တယ်။ဟာလေလုယာ။ဒါပေမဲ့အဲ့ဒီအရာရဖို့ကတော့ပေတရုကိုရင်နဲ့ရာတို့ရှိပါလို့ပြောသလိုပဲကျွန်ုပ်တွေကနဲ့နေသွားဖို့လိုအပ်တယ်ပြောပေါင်းနဲ့နေသွားဖို့လိုအပ်တယ်တချို့တော်သူတွေဒီနေ့တခါတည်းကျွန်တော်ဒီလိုပြောရအောင်တချို့တော်သူတွေဒီဝိညာဉ်နေပေထဲမှာပဲအယမ်းကြာနေပြီဒီဝိညာဉ်နေပေထဲမှာပဲကျွန်တော်နေရာကြာပြီကျွန်တော်ရဲ့နေရာပြောင်းဖို့လိုအပ်နေပြီလိုအပ်တယ်လို့ဘုရားနားလေဖို့ကောင်းချီးပေးပါစေဘုရားနှုတ်ကပတ်တော်ကောင်းနားထောင်ပါဒီဝိညာဉ်နေပေထဲမှာကြာနေပြီဒီဆုတောင်းတဲ့ပုံစံကြီးကြာနေပြီဒီစက္ကတ်တဲ့ပုံစံကြီးကြာနေပြီဒီအထူငွေပေးတဲ့ပုံစံကြီးကြာနေပြီဒီနှုတ်ကပတ်တော်နားထောင်တဲ့ပုံစံကြီးကြာနေပြီအဲ့ဒါကြောင့်တင်လဲတာငင်းငွေ့နေပြီလူတွေကလည်းတင်ကိုငင်းငွေ့နေပြီတင်ကိုတင်လဲငင်းငွေ့နေပြီဘာကြောင့်လဲနေပေတစ်ထင်မှမသွားတော့တာဒီနေပေကအရန်ငင်းငွေ့ရှာကောင်းနေပြီဖြစ်တဲ့အတွက်ကြောင့်ဒီနေ့နှုတ်ကပတ်တော်ဒီတင်ကိုဝိညာဉ်နေပေထဲမှာနောက်တစ်ဆင့်နဲ့နေစွာသွားနိုင်ဖို့အတွက်တင်ကိုထောက်ပံ့ပေးတော်နှုတ်ကပတ်တော်ဖြစ်ပါစေနဲ့နေစွာသွားဖို့လိုအပ်တယ်ဆိုတာကိုနားလည်နိုင်ဖို့ဒီနှုတ်ကပတ်တော်ဖြင့်သင်ကိုစကားပြောပါစေဟုတ်ပြီနောက်တစ်ခုဖတ်ချင်တဲ့ကျမ်းပိုက်ကတော့ဒီခုနတော့နေရတော့သွားဖို့နံပါတ်2ကတော့တုတ်တန်ခန်းကြီး29အငယ်18ကျမ်းစာလေးလှမ်းနိုင်ရင်ကျွန်တော်အင်မတန်ကျေးဇူးတင်တယ်လေးစားမယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ကျမ်းစာနဲ့စကားပြောချင်ပါတယ်ဟုတ်ပြီကောင်းကြီးရှိတဲ့သူရဲ့နှုတ်ကပတ်တော်နားထောင်တဲ့ပုံစံကတော့ကျမ်းစာလှမ်းခြင်းအဖြစ်တယ်အဲ့ဒါကြောင့်ကျမ်းစာလေးလှမ်းပါဖုန်းနဲ့ကြည့်တာလည်းကောင်းတယ်နော်အဲ့ဒါထက်ပိုကောင်းတာတော့ကျမ်းစာကပိုကောင်းနေစေပါပဲအဲ့ဒါကျမ်းစာကဘယ်တော့မှအောက်တိတ်မဖြစ်ဘူးဟုတ်ကဲ့အငယ်20နဲ့တုတ်တန်ခန်းကြီး29အငယ်18တွေ့သလားတွေ့တယ်ဒီဟာမဟုတ်သေးဘူးနော်နောက်လာလိမ့်မယ်ကဲစောင့်ရင်းနဲ့ကျွန်တော်ဖတ်ရအောင်တင်းနေတော့ဗျာဒိတ်တော်မရှိလျင်လူတို့သည်တော့ကိုစောင့်တော်သူကမင်္ဂလာရှိတစ်ခေါက်ပြန်ဖတ်ရအောင်ဗျာဒိတ်တော်မရှိလျင်လူတို့သည်အကျိုးနေကြ၏တရားတော်ကိုစောင့်တော်သူမူကားမင်္ဂလာရှိကောင်းလိုက်တဲ့ကျမ်းချက်ဘာပြောသလဲဗျာဒိတ်တော်မရှိလင်လူတွေကဘာဖြစ်လဲအကျိုးနေတယ်ဗျာဒိတ်တော်မရှိလင်ဗျာဒိတ်တော်ဆိုတာကတော့ကျွန်တော်အားလုံးနားလည်ပြီးသားဖြစ်တယ်ဗျာဒိတ်တော်ဆိုတာကဘာလဲလို့မေးရင်ဖခင်ရဲ့ဖွင့်ပြခြင်းပြောပါအောင်ဖခင်ရဲ့ဖွင့်ပြခြင်းဟာလေလုယာတချို့တော်သူတွေဖခင်ကြောင်းလာတဲ့အခါတိုင်းမှာဘာကိုကြားချင်တယ်လဲဆိုရင်တော့တ
တရားဟောဆရာကဘာဟောမလဲဆိုတာကိုပဲနားထောင်ခြင်းနဲ့တရားဟောဆရာကဘာပဲဟောကျွန်တော်တကောင်းကြီးမဖြစ်နိုင်ဘူးကျွန်တော်လူချင်တာကတရားဟောဆရာရဲ့ဟောတဲ့အထဲမှာပါလာတဲ့ဖွင့်ပြချက်ကိုကျွန်တော်လိုအပ်တာဖြစ်တယ်အဲ့တော့ကျွန်တော်နားထောင်တာက we are not just listening to the preacher ကျွန်တော်ဟာတရားဟောဆရာကိုနားထောင်နေတာမဟုတ်ဘူးဝိညာဉ်တော်တန်နားထောင်နေတာဖြစ်တယ်အာမင်အာမင်ကျွန်တော်ဟာတရားဟောဆရာရဲ့အတန်နားထောင်နေတာမဟုတ်ဘူးသူ့ရဲ့ outline ဒီကိုနားထောင်နေတာမဟုတ်ဘူးသူ့ရဲ့ preparation ဒီ slides ဒီကိုစိတ်ဝင်စားတာမဟုတ်ဘူးဝိညာဉ်တော်ဘုရားကျွန်တော်ကိုဘာဖွင့်ပြမလဲဒီနေ့ဝိညာဉ်တော်ဘုရားကျွန်တော်ကိုပြောဖို့စကလုံးကဘာဒီလဲကျွန်တော်ရဲ့လက်ရှိခြင်းနဲ့ပတ်သက်ပြီးတော့မှဘာကြောင့်ကိုဘုရားကဖွင့်ပြမှာလဲဆိုတာကိုဘုရားကဆာငတ်စေချင်တာဖြစ်တယ်ဒါမဲ့တခါတလေမှာကျွန်တော်ရလုံးဝမဆာငတ်တဲ့အခါမှာဘုရားလုံးမလုံးနိုင်ဘူးဖယားရဲ့သဘောကလေကျွန်တော်အရန်သဘောကျတဲ့အရာကဘာလဲဆိုတော့ချမ်းသာမှမဟုတ်ဘူးပညာတတ်မှမဟုတ်ဘူးကျမ်းစာကြောင်းပြီးမှလည်းမဟုတ်ဘူးဘွေဒီဂရီရမှလည်းမဟုတ်ဘူးဆာငတ်ရင်ကောင်းကြီးပေးမယ်လို့ပြောတဲ့ဘုရားရှင်ဖြစ်ပါတယ်ဟာလေလုယာဆာငတ်တော်သူကိုကောင်းကြီးပေးတဲ့ဘုရားရှင်ဖြစ်ပါတယ်စနေနေ့တွေ့တွန်းတော်မျိုးသမီးဆာငတ်စွာဖြင့်ကျွန်တော်အမြဲတမ်းပြောတယ်တွားတဲ့အခါမှာကောင်းကြီးရတယ်ဇကေကဆာငတ်စာဖြင့်ခရစ်တော်ကိုမျှော်လင့်တဲ့အခါမှာလူတွေအားလုံးကြားထဲမှာဇကေကိုပဲဘုရားကရွေးလိုက်တာကျွန်တော်စဉ်းစားတယ်ဘာဖြစ်လို့များယေရခိုးမှာခရစ်တော်သွားတဲ့အခါမှာဘာလဲဒီဟာသခင်ယေရှုကဇကေအိမ်မှာပဲတေးချင်ရတယ်လေဇကေအိမ်မှာယေရှုတေးတာကိုသခင်ယေရှုနောက်လိုက်ဒီကသဘောမကျဘူးနော်အဲ့ဒါကြောင့်ဘာပြောလဲဆိုတော့ဘာကြောင့်အခွန်ခံအပြစ်သားအိမ်မှာပဲတေးရတာလေလို့သူတို့ဒီကအပြစ်တင်ကြတယ်ဒါမဲ့သခင်ယေရှုကနောက်တစ်ခါယေရခိုးမြို့ကိုပြန်ဝင်ခြင်းလေဇကေအိမ်မှာပဲတေးမှာပဲနောက်တစ်ခါပြန်သွားရင်လေဒုတိယခုပြန်သွားရင်လေဇကေအိမ်မှာပဲတေးမှာပဲဘာကြောင့်လဲဆာငတ်တော်နှလုံးသားရှိတဲ့အတွက်ကြောင့်ဖြစ်တယ်ဒီနေ့ဒီနှုတ်ကပတ်တော်ဝင်ထားတဲ့အခါမှာအားလုံးတော့ဖြစ်ချင်ပါဖြစ်မယ်ကျွန်တော်ကြည်တင်ချင်းကတော့မိတ်ဆွေလူတိုင်းတော့ဖြစ်တယ်မှန်းတယ်ဒါမဲ့နောက်တစ်ဆင့်တော့လူတိုင်းတော့မဟုတ်ဘူးနောက်တစ်ဆင့်တော့ဆာငတ်တော်သူတွေတော့ဖြစ်တယ်ဟာလေလုယာကဲဒီဟာလေးနားထောင်ပါဦးကြည်တင်ချင်းကတော့ yes for everybody လူတိုင်းအတွက်ဒါမဲ့နောက်တစ်ဆင့်နေပြီဆိုတာကလူတိုင်းတော့မဟုတ်ဘူးဒါမဲ့တင်ပါဖို့ဘုရားကောင်းချီးပေးပါစေ။ဘာကြောင့်လဲ။နဲ့နေရတွေမှာဘုရားရှင်တင့်ကိုစကားပြောခြင်းလို့ဖြစ်တယ်။နဲ့နေရတွေမှာငါသားလာပါငါသမီးလာပါတင်ရအနာဂတ်မမြင်တော့ဘူးမဟုတ်လားငါမြင်တယ်ငါပြောပြမယ်လို့ကျွန်တော်ကိုခေါ်တဲ့ဘုရားရှင်ဖြစ်တယ်။ဒီနေ့တင်နာကပြည့်နေလားမိသားစုပြည့်နေလား။နဲ့နေရတွေမှာငါမြင်တဲ့အရာကိုငါပြောပြပေးမယ်လာပါလို့ကျွန်တော်ကိုအမြဲတမ်းဖိတ်ခေါ်တဲ့ဘုရားရှင်ဖြစ်တယ်။ဘုရားရှင်နာမတာယုံကြီးပါစေ။ကျွန်တော်ယုံကြည်တဲ့ကျမ်းစာထဲမှာကျွန်တော်ခွန်အားရတဲ့အရာကဇကေကဘာလဲဒီတိုးထင်းသမားလေးဒါဝိကလေဂေါလိယတ်ကိုတိုက်ဖို့စိုင်းပြင်းပြင်ဆင်နေတဲ့အခါမှာသူ့ရဲ့ညီကိုတွေကတိတ်သဘောမကျဘူးကျွန်တော်တို့လည်းတခါတလေမှာဖျားဖော်ပြပေးတဲ့အရာဖျားလှုပ်ဖို့ကျွန်တော်ကိုခိုင်းထားတဲ့အရာပေးဖို့တာဝန်ပေးတဲ့အရာဒါမှမဟုတ်ဖျားပေးတဲ့စုဂျေစုကိုသုံးဖို့အတွက်လူတွေကတော့အတားအဆီးဖြစ်နိုင်တယ်အဲ့ဒီအထင်းမှာတားအဆီးဖြစ်နိုင်ဆုံးကကိုနဲ့နီးစပ်ဆုံးသူကတားအဆီးဖြစ်စေတယ်ဒါမဲ့ဇကေကတိုးထင်းသမားပါတိုးထင်းသမားပါနားထောင်ပါတိုးထင်းသမားပါအတွေ့အကြုံရှိတဲ့ experience warrior ဖြစ်တဲ့အတွေ့အကြုံရှိတဲ့စစ်သူရေးကိုသွားမတိုက်နဲ့လို့ညီကိုပြောတာမဟာဘူးမှန်တယ်တခါတလေမှလူတွေပြောတဲ့အစကားကအယံတော်မှန်တတ်တယ်နော်ဒါပေမဲ့ဖခင်ရဲ့အကြံစီနဲ့လွဲတတ်တယ်တခါတလေလူတွေပြောတဲ့အကြံစီကအယံကောင်းတဲ့ very good ideas ဒီမြိုက်ထွက်တယ်နော်သူညီကိုတွေကဒါဝိသွားမတိုက်နဲ့ဆိုတာဘာမှမလုပ်တော့မေတ္တာစကားပဲလေဒါပေမဲ့ဖခင်ရဲ့အကြံစီတော်လည်းလွဲနေတယ်အဲ့တော့ကြောင့်လူတွေပြောသောစကားတဲ့ဖခင်ရဲ့အတန်ကြားဖို့လိုအပ်တာဖြစ်တယ်ဟာလေလုယာတခါတလေကျွန်တော်ဟောတဲ့တရားတော်မှာမှန်ချင်မှမှန်မယ်နော်ကိုကိုယ်တော်စိတ်မချဘူးဒါမဲ့ကျွန်တော်ယုံကြည်တာတခုကတော့ကျွန်တော်ရဲ့ message တွေကလည်းဖခင်ပေးတဲ့ message တော့ဘယ်တော့မှမမှားနိုင်တော့ဘူးဟာလေလုယာအဲ့တော့ကြောင့်သင်ဟာနှုတ်ကပတ်တော်ကိုတရားဟောဆရာကိုပဲနားမထောင်ပါနဲ့ဝိညာဉ်တော်တန်ကိုနားထောင်ပါတရားဟောဆရာရဲ့အောက်လိုင်းကိုမကြည့်ပါနဲ့ဝိညာဉ်တော်လှုပ်နေတဲ့ပုံစံကိုသဘောပေါက်ပါဟာလေလုယာနားလေဖို့ဘုရားကောင်းချီးပေးပါစေလူကဘာဖြစ်လဲဆိုရင်တော့ဗျာဒိတ်တော်မရှိလူကဘာလဲအကျိုးနေတယ်အဲ့ဒီဥစ္စာကိုအင်္ဂလိပ်စတင်းမှာနော်အင်္ဂလိပ်စတင်းမှာလူငယ်တွေကြီးတဲ့သူတွေကKJV ထဲမှာတော့ဘာပြောတယ်လဲဆိုတော့ where there is no vision the people perished vision မရှိဘူးဆိုရင် vision လို့သုံးထားတယ်ပြီးတော့ခါမှာ NIV ထဲမှာတော့ vision လို့မသုံးတော့ဘူး where there is no revelation လို့သုံးထားပြတယ်ကျွန်တော်ယူပါယုံမဟုတ်ဘူးဖွင့်ပြချက် vision ကတော့ယူပါယုံလို့ကျမ်းစာထဲမှာဘာသာပြန်ထားတယ်
ဒါမဲ့ဒီဘာလဲ NIV ထဲမှာတော့ဘာပြောသလဲဆိုတော့ revelation တဲ့ revelation ဆိုတာကတော့ဘာလဲဖခင်ရဲ့ဖွင့်ပြချက်ပြောပေါင်းဖခင်ရဲ့ဖွင့်ပြချက်ဂျေဇုပြုပြီးနေချစ်လေးပြောပေါင်းဖခင်ရဲ့ဖွင့်ပြချက်မိတ်ဆွေဒီနေ့အထိတင်နှုတ်ကပတ်တော်နားထောင်နေတာလူတွေရဲ့ message ပဲကြားသလားဒီနေ့ကလည်းစပြီးတော့မှတင်ဒီဖခင်ရဲ့ဖွင့်ပြချက်ရဖို့ဖခင်ကောင်းချီးပေးပါစေပြောပေါင်းဖခင်ရဲ့ဖွင့်ပြချက်ရခြင်းတယ်တခြင်းထဲမှာဆိုတာတခါမှမကြားဘူးတဲ့အတန်တော်လေးလဲကြားခြင်းတယ်တခါမှမရဘူးတဲ့ဗာလဲယူပါယုံလေးလဲရခြင်းတယ်အဲ့ဒါဆာငတ်တော်သူရဲ့နှလုံးသားပဲဒီနေ့ကျွန်တော်ဘုရားကြောင်းသွားမယ်ထိုင်မယ်တရားဟောပြီးပြန်ရမှာပဲဆိုတဲ့လူတွေကမလာတာဘူးကောင်းတယ်နော်ဒါမဲ့ပါစတာတယောက်အနေနဲ့ပြောရင်တော့ဘုရားကြောင်းလာပါပေါ့လေဒါမဲ့အမှန်ကန်ပြောမယ်ဆိုရင်တော့မဆာငတ်ပြည့်လာတာပါကျိုးရှိမှာလဲဘုရားကြောင်းကအပန်းဖြေစခန်းမဟုတ်တာနော်ပန်းချန်မဟုတ်တာအကောင်းဆုံးဝတ်လာပြီးဘုရားကြောင်းမှာထိုင်ပြီးပြန်သွားတာတော်တော်ကိုပြောရင်တော့နည်းနည်းကြမ်းသွားမယ်နော်ဆက်ဆက်ရောက်ချင်းမှအဲ့လိုကောင်းမကောင်းလေဟုတ်လားတမန်ပြန်တစ်ဖက်ခါလောက်ဆိုမဆိုးဘူးဒါမဲ့မဆွေနားလေဖို့တကယ်ဘုရားကောင်းချီးပေးပါစေဘာကြောင့်လဲဆိုကြည့်ရင်တော့ကျွန်တော်မြင်နေရတယ်နော်ကျွန်တော်အဲ့ဒါမျိုးတွေကလေကျွန်တော်မျက်လုံးက CCTV အလုံးတစ်ထောင်နဲ့တူတယ်နော်ကြည့်ရင်တချို့လူတွေပုံစံကိုကြည့်တာနဲ့ကိုကျွန်တော်သဘောပေါက်တယ်ဘယ်တော့မှကောင်းချီးရမှာမဟုတ်ဘူးဘယ်တော့မှဘုရားလုံးမှာမဟုတ်ဘယ်တော့မှဘုရားတန်ကြားရမှာမဟုတ်ဘူးဘုရားကမျက်နှာလိုက်တဲ့ဘုရားတော့မဟုတ်ဘူးဒါမဲ့တင်ကြားရမှာမဟုတ်ဘာကြောင့်လဲတင်ပုံစံကိုတင်ကြည့်ဘုရားနှုတ်ကပတ်တော်မှရင်မခုန်တာဘုရားအတွက်ဆာငတ်တော်မျက်နှာမှမရှိတာဟုတ်ပြီဆိုတော့ဘာလဲဘုရားရဲ့ဖွင့်ပြချက်မရှိဘူးဆိုရင်တော့လူတွေကတဲ့အကျိုးနေဖြစ်တတ်တယ်အဲ့တော့ကြောင့်ဒီနေ့မှာနားထောင်ပါအောင်ပင်ရအရေးချင်းဘယ်လောက်ပဲရှိရှိအတွေ့အကြုံလဲဘယ်လောက်ပဲရှိရှိဒါမှမဟုတ်ရင်ကိုယ့်ရဲ့ထင်မြင်ယူဆချက်ဘယ်လောက်ပဲကောင်းကောင်းဘုရားရဲ့ဖွင့်ပြချက်မရရလားကားပဲကျွန်တော်ပြန်ပြောမယ်ဒီဟာလေးပြန်နားထောင်ပါအောင်ပင်ရအရေးချင်းမကောင်းဘူးလားကောင်းတာဗောကျွန်တော်လည်းပင်ရရမ်းလို့ချင်တယ်တချို့တော်သူတွေကြောင်းကောင်းမှတက်ကြတယ်ကျွန်တော်အရမ်းလို့ချင်တယ်နော်ဒါပေမဲ့ပင်ရအရေးချင်း educational qualification နဲ့ဘုရားရဲ့ဖွင့်ပြချက်နဲ့ပတ်သက်လာရင်ဘုရားရဲ့ဖွင့်ပြချက်ကမြေတမ်းတာစမြဲဖြစ်တယ်အာမင်ဒါကြောင့်ကျွန်တော်စိတ်ချတာတစ်ခုကတော့လောကမှာလူတွေရှာတတ်တဲ့ကြောင်းကောင်းကပင်ရတော့ရချင်မှရမှာကျွန်တော်တို့ကဒါမဲ့အယံကိုပြည့်စုံတဲ့ဘုရားရဲ့ revelation နဲ့တွားတက်ရင်လောကမှာပင်ရရှိပဲလေကျွန်တော်တို့လေ hallelujah hallelujah အဲ့ဒါကြောင့်လောကကပေးတဲ့အကောင်းဆုံးပင်ရတဲ့တာတဲ့ဘုရားရဲ့ဖွင့်ပြချက်ကိုဆာငတ်တော်သူဖို့ဘုရားဖြစ်ဖို့ဘုရားကောင်းချီးပေးပါစေအတွေ့အကြုံဘယ်လောက်ပဲရှိရှိတချို့တော်သူတွေအတွေ့အကြုံရမ်းကောင်းတယ်နော်ကျွန်တော်ကြားနေရတယ်အမှုတော်ဆောင်လောကမှာလည်းကျွန်တော်ကြားနေရတယ်အသင်းတော်မှာလည်းကြားနေရတယ်ဒီလိုလေးကျွန်တော်ပြောပြစီလေးစားစွာဖြစ်တချို့တော်သူတွေကအခုချက်ချင်းလက်ငင်းမှာဘာဖွင့်ပြချက်မှာရပြီးတော့အသင်းတော်ကိုဥဆောင်နေတာမဟုတ်ဘူးဒါမဲ့ဘာကိုကူးစားနေလဲငါရင်လုံးကဘယ်လောက်တွေ့ကြုံရှိခဲ့ပါတယ်ငါဘာကြောင့်ပြီးပါတယ်ငါဘာပွေရပါတယ်ဘာလို့မှလဲပွေဒီကဒီလိုပြောရင်တော့နည်းနည်းကြမ်းနေတယ်နော်အတွေ့အကြုံတွေကဘာလို့မှလဲပွေဒီကဘာလို့မှလဲငါရင်လုံးကဘာတွေလောက်ခဲ့ပါတယ်အတွေ့အကြုံနဲ့လှုပ်လို့ရတဲ့နေရာမဟုတ်ဘူးဘုရားရှင်မဟုတ်တော့ဟာနော်ဘုသူသားနဲ့တွားလို့ရတဲ့နေရာမဟုတ်ဘူး revelation နဲ့တွားရတဲ့နေရာဖြစ်တယ် hallelujah နားလေပါသလားကျွန်တော်ကအဲ့လိုနားလေပါသလားဆိုရင်တရားဟောတာပုံစံမဟုတ်တော့ပြန်ဘူးကျူရှင်လိုဖြစ်သွားပြန်ပြီဒါမဲ့ကျွန်တော်နားလေစီချင်ပါတယ်မိတ်ဆွေ hallelujah အတွေ့အကြုံတော့အရန်ကောင်းတယ်နော်ဒါမဲ့ဘာမရှိတာလဲဖွင့်ပြချက်မရှိဘူးဖွင့်ပြချက်မရှိဘူးဒီနေ့ကျွန်တော်နှလုံးသားထဲမှာတောင်းတရမှာကအရန် Bible knowledge ကောင်းပြီးဝင်ဟာနေတာကောင်းတယ်ဒါပေမဲ့ကျွန်တော်ပုံပုံလင်းပြောမယ်ဆိုအဲ့ဒါတပူကောင်းတာကဘုရားရဲ့ဖွင့်ပြချက်ကပူကောင်းတယ်ဘာကြောင့်လဲဆိုရင်တော့ Bible teaching ကတော့ဒီကျမ်းစာကောင်းပေမဲ့လူတွေလေ့လာထားတာမဟာရင်မဟာနိုင်သေးတယ်နော်ဟိုကျမ်းစာကဟို theologian ကဟိုစာအုပ်ကစာအုပ်လည်းမဟာနိုင်တယ်မမှားအောင်ပြောတတ်တော်သူဟာတန်ရှင်တော်ဝိညာဉ်တော်ဘုရားဖြစ်တယ်အဲ့ဒါကြောင့်ထိုတန်ရှင်တော်ဝိညာဉ်တော်ဘုရားရဲ့ဖွင့်ပြချက်နဲ့တွားတက်ဖို့အတွက်အားလုံးကိုကျွန်တော်စိတ်ခေါ်ခြင်းတယ်ဒီနေ့နောက်တစ်ဆင့်တော့ကျွန်တော်ပြင်ဆင်တဲ့အခါမှာကျွန်တော်ဒီလူတွေရဲ့ teaching လော humanly teaching နဲ့မတွားတော့ဘူး divine revelation နဲ့တွားမယ်လို့နှလုံးသားထဲမှာဆုံးဖြတ်ပါ hallelujah hallelujah လူတွေရဲ့အားပေးစကားကလေလူတွေကိုလည်းမပြောင်းလဲစေနိုင်ဘူးနော်အဲ့ဒီလူတွေကများများတင်ထားပြီးဘာပဲဖြစ်လာလဲမာနပဲတက်လာတာနော်ဒါပေမဲ့ဘုရားဖွင့်ပြခြင်းနဲ့တွားတဲ့သူကနှိမ်ချတတ်တယ်ဗျဘာကြောင့်လဲဆိုရင်လူတွေရဲ့ knowledge ကမာနပါလာတယ်နော်လူတွေရဲ့ knowledge ကမာနပါလာတယ်ဒါပေမဲ့ဘုရားရဲ့ဖွင့်ပြခြင်းရတော့သူဟာ
天大这个不能查的，把将嘞温言也得包干能查钱撇的多讲，能查钱个温言也低撇的多讲撇的，哈利路亚。အဲ့တော့ကြောင့်ကျွန်တော်တို့တာရင်းမှာလိုအပ်တာကဘာလဲဆိုရင်တော့ဘာရင်းညာတွေ qualification တွေတရားတွေထက်ဖခင်ရဲ့ဖွင့်ပြချက်ကအင်မတန်မှလိုအပ်တာဖြစ်တယ်ဆိုတော့အခုချိန်ကကျွန်တော်နားလေရမှာကလောကကြီးထဲမှာကျွန်တော်လောကကြီးထဲမှာနေတဲ့လူတွေအားလုံးထက်ဒီဟာလေးနားထောင်ပါဦးလောကကြီးထဲမှာနေဖူးသမျှလူတွေအားလုံးထက်ကျွန်တော်တို့ဒီအဆိုးဆုံးသောအချိန်မှာနေတဲ့သူတွေဖြစ်တယ်အခုချိန်မှာကျွန်တော်နားလီစီချင်တဲ့ကျွန်တော်နားလီစီဘုရားဖွင့်ပြချင်တဲ့အရာကဘာလဲဆိုရင်တော့ဒီနေ့ကျွန်တော်ဘာပြောတယ်လဲဆိုတာထက်ကဘာကြီးကဘာကြောင်းပြောနေတယ်လဲဆိုတော့ပုံနားလေဖို့အရေးကြီးတယ်လူတယောက်ဟောတော်တရားထက်အာရှမှာဘုရားကဘာကြောင်းကိုဘုရားရဲ့လူတွေအဖြစ်ဖွင့်ပြနေတယ်လဲဆိုတာနားလေဖို့အရေးကြီးတယ်လူတယောက်ကိုကြည့်ပြီးတော့မမေ့စိတ်ကိုနားမထောင်နဲ့တနိုင်ငံလုံးအတိုင်းအတာနဲ့ဘာပြောတယ်လဲတရွာလုံးအတိုင်းအတာနဲ့ဘာပြောတယ်လဲအာရှတစ်ခုလုံးအတိုင်းအတာနဲ့ဘုရားဘာပြောတယ်လဲဆိုတဲ့ message ရဖို့အရေးကြီးတာဖြစ်တယ် hallelujahအဲ့တော့ကြောင့်ကျွန်တော်ဒီကတွားပြီးတော့မှ selfie ဖြစ်ပြီးတော့မှတူတယောက်သေးကိုပဲဆွဲကပ်ပြီးတော့မှကူးစားလို့မရနိုင်ဘူး။ဘာကြောင့်လဲဒီလူအဖြစ်ဘာပြောတယ်လဲဟိုဘုရားရဲ့လူအဖြစ်ဘာပြောလဲဒါဒီအားလုံးကိုခြုံပြီးကြည့်လိုက်တဲ့အခါမှာဘုရားရဲ့ core message ကိုကျွန်တော်ရနေတာဖြစ်တယ်။အဲ့တော့ကြောင့်ကျွန်တော်ဒီတယောက်သေးရဲ့ message ကိုနားထောင်ဖို့မဟုတ်ဘူး။အာရှအတွက်ဘုရားဘာစကားပြောတယ်လဲ။ hallelujah မြန်မာနိုင်ငံအတွက်ဘုရားဘာစကားပြောတယ်လဲ။တချို့တော်သူတွေကိုအတွက်ပဲဘုရားရဲ့နှုတ်ကပတ်တော်ကိုဆာငါကြတယ်နော်။ဒါမဲ့Hallelujah ဒီဟာကျွန်တော်ပြောတာဒီဟာလေးနားထောင်ပါအောင်ကိုယ့်အတွက်နှုတ်ကပတ်တော်ဆံငါတဲ့ခေတ်ကုန်သွားပြီဒီခေတ်ကမိသားစုအတွက်ဆံငါရတော့မှာဖြစ်တယ် Hallelujah လူမျိုးအတွက်ခံယူရတော့မှာဖြစ်တယ်ဒီနေ့ကျွန်တော်ခံယူတဲ့နှုတ်ကပတ်တော်ကကျွန်တော်တယောက်တည်းမဟုတ်ဘူးသားသမီးတွေလည်းဆိုင်တယ်ကျွန်တော်လူမျိုးနဲ့လည်းဆိုင်တယ်ကျွန်တော်ဆုတောင်းတာကျွန်တော်ချီးမွမ်းတာကျွန်တော်ကိုးကွယ်တာကျွန်တော်တယောက်တည်းကခုံချီးမွမ်းနေတာမဟုတ်ဘူးကျွန်တော်လူမျိုးအားလုံးကိုစားကျွန်တော်ချီးမွမ်းနေတာဖြစ်တယ်မိသားစုအတွက်ကောင်းကြီးဖြစ်ခြင်းလို့ဖြစ်တယ်မျိုးရိုးအတွက်ကောင်းချီးဖြစ်ရှင်လို့ဖြစ်တယ်ဟာလေလုယာဖခင်ရဲ့ကြံစီကအရန်ကြီးမားတယ်ဘာကြောင့်လဲဆိုရင်တော့ယောဘာလဲမောရှေအဖြစ်ဣသရေလလူမျိုးကိုကင်ထုတ်ခြင်းနဲ့ဘုရားရှင်ဖြစ်တယ်ယောသတ္တဖြစ်လူမျိုးကြီးကိုကောင်းချီးပေးခြင်းနဲ့ဘုရားရှင်ဖြစ်တယ်ဒါဝိရဲ့အောင်မြင်ခြင်းကိုဣသရေလလူမျိုးတွေအားလုံးရဲ့ဘုရားသမိုင်းမှာထိန်ချန်လို့မရတဲ့အောင်မြင်ခြင်းဖြစ်ကောင်းချီးပေးခြင်းနဲ့ဘုရားရှင်ဖြစ်တယ်တင်းရဲ့အောင်မြင်ခြင်းကတင်းတစ်ခုတည်းမဟုတ်ဘူးမိသားစုထွက်လည်းမဟုတ်ဘူးကျွန်တော်လူမျိုးအတွက်ဖြစ်တယ်အာမင်ကျွန်တော်နိုင်ငံအတွက်ဖြစ်တယ်အာမင်အဲ့ဒါကိုတင်နာလီရင်ဖခင်အတွက်သွားတဲ့အခါမှာမဆာငတ်တယ်မနေနိုင်ဘူးကျွန်တော်အခုချင်းကဝိညာဉ်ရေးရမှာအရန်ဆိုးဝါးနေတဲ့အရန်ဆုပ်ယုပ်နေတဲ့ခေတ်ကာလဖြစ်တဲ့အတွက်ကြောင့်ဝိညာဉ်ရေးရမှာအကင်းပါပါနဲ့ဖခင်နှုတ်ကပတ်တော်နားမထောင်တဲ့သူတွေတော်တော်များများတော်တော်ကိုဒုက္ခရောက်တဲ့ကာလဖြစ်တယ်ကျွန်တော်ဒီလိုပြန်ပြောမယ်ဒီအချိန်ကဝိညာဉ်ရေးရမှာအရန်ရှုပ်ထွေးလွန်းတဲ့နောက်ဆုံးသောကာလရောက်နေတဲ့အတွက်ကြောင့်ဘုရားရဲ့ဖွင့်ပြခြင်းနဲ့တွားတဲ့သူတွေကောင်းကြီးရနေတဲ့ကာလလည်းဖြစ်တယ်လို့ဘုရားရဲ့ဖွင့်ပြခြင်းနဲ့မတွားဘဲနဲ့အတွေးခေါ်နဲ့တွားတဲ့သူတွေတော်တော်ကိုဒုက္ခရောက်နေတဲ့ကာလဖြစ်တယ်ကျွန်တော်ရောက်နေတဲ့ဝိညာဉ်တွေပေကအရန်ရှုပ်ထွေးလွန်းတဲ့နေပေတွေရောက်နေတဲ့အတွက်ကြောင့်ကျွန်တော်တွေကကျမ်းစာပြောတဲ့ဗာလဲထိုးထွင်းခြင်းညာဝိညာဉ်အမျိုးမျိုးကိုပိုင်းခြားနိုင်သောဝိညာဉ်စုကျေးဇူးကိုအသုံးပြုရမယ်ခဲ့ဖြစ်တယ်ဟာလေလုယာစုကျေးဇူးလည်းမခံတဲ့သူတွေနောက်ကြမှာဖြစ်တယ်ဒီချိန်မှာဘာကြောင့်လဲဒီချိန်က discerning spirit ကိုကျွန်တော်မြောက်များစွာအသုံးပြုရမယ့်ချိန်ဖြစ်တယ်ဒီနေ့ကျွန်တော် MCF တင်တော်ဒီဝိညာဉ်ပိုင်းဆိုင်ရာတရှင်တော်ဝိညာဉ်တော်ကလာတဲ့ဉာဏ်ပညာကိုများများအသုံးပြုပြီးတော့မှအခက်ခဲမျိုးစုံကြားထဲမှာ hallelujah စိန်ခေါ်မှုမျိုးစုံကြားထဲမှာ hallelujah အတိုက်ခိုက်မျိုးစုံကြားထဲမှာရှင်သန်ဖောက်ထွက်တဲ့တော်တင်တော်ဖြစ်ဖို့ဘုရားကောင်းချီးပေးပါစေအာမင်ကျွန်တော်ဒီပညာကိုအသုံးပြုတဲ့အခါမှာလေကျွန်တော်တို့လည်းတာမန်လူတွေကကျွန်တော်ကိုလှည့်စားလို့မရဘူးနော်သူပြောတဲ့စကားကိုပဲကျွန်တော်နားထောင်နေတာမဟုတ်ဘူးသူရဲ့နှလုံးသားတွေကိုကျွန်တော်ဖောက်ကြည့်လို့ရတယ်ဟာလေလုယာအစည်းအဝေးမှာအကျဉ်းသာယူလာတဲ့အခါတိုင်းမှာသူပြောတဲ့အစကားတန်ကျွန်တော်ကြားနေတာမဟုတ်ဘူးဘယ်လိုရည်ရွယ်ချက်နဲ့လဲဆိုတာကိုကျွန်တော်ဖောက်ထွက်လို့ရတယ်ဘာကြောင့်လဲအဲ့ဒီစုဂျေစုကထိုးထွင်းခြင်းညာလို့ကျမ်းစာပြောတယ်ဝိညာဉ်အမျိုးမျိုးကိုပိုင်းခြားတတ်သောစုဂျေစုလို့ဘုရားပြောတယ်အဲ့ဒီစုဂျေစုတွေမှာကျွန်တော်အားလုံးသွားလာတတ်ဖို့ဒီနေ့ကစပြီးဘုရားကောင်းချီးပေးပါစေကယ်တင်ခြင်းအစစ်နဲ့မဟုတ်တော့ဘူးဝိညာဉ်ပိုင်းဆိုင်ရာစုဂျေစုကိုကျွန်တော်သုံးချမယ်ပြောပါဝိညာဉ်ပိုင်းဆိုင်ရာစုဂျေစုပြောပါဝိညာဉ်ပိုင်းဆိုင်ရာစုဂျေစုဟိုတယောက်ဘယ်လိုပဲပြောဒီတယောက်ဘယ်လိုပဲပြောကျွန်တော်ဒီလမ်းမရောက်ဖို့ဆိုရင်တော့ကိုယ်တိုင်ကဝိညာဉ်စုဂျေစုဖြစ်တဲ့ထိုးထွင်းခြင်းညာနဲ့ပိုင်းခြားခြင်းဝိညာဉ်နဲ့ကျွန်တော်သွားတတ်ဖို့လိုအပ်တာဖြစ်တယ်အဲ့ဒါကြောင့်ဒီဝိညာဉ်နဲ့သွားတဲ့အခါမှာလေပတ်ဝန်းကျင်ရဲ့သွေးဆောင်မှုလောက်နဲ့ကျွန်တော်လေးမသွားနိုင်ဘူး
ပတ်ဝန်းကျင်ရဲ့တိုက်ခိုက်မှုလောက်နဲ့ကျွန်တော်နောက်ဆုံးလို့မရတော့ဘူးဘာကြောင့်လဲဝိညာဉ်တော်အယံကိုပါနတ်ပြီးတော့မှအယံကိုပင်ရရှိတော်သူပင်ရအယံကိုပင်ရရှိတယ်ဆိုတာပင်ရရှိဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ကြောင့်ဖြစ်တယ်အာမင်မိတ်ဆွေကိုပြောပါအောင်တင်းနာမှာရှိတဲ့မိတ်ဆွေကိုပြောပါအောင်ဝိညာဉ်တော်နဲ့တွားရင်မမှားဘူးနော်လို့ပြန်ပြောပါအောင်ဝိညာဉ်တော်နဲ့တွားရင်မမှားဘူးနော်လို့ဟာလေလုယာဟာလေလုယာတန်ရှင်သောဝိညာဉ်တော်လှုပ်လှုပ်လာရင်လမ်းဟာသွားတယ်ဆိုတော့မရှိဘူးနော်ဒါမဲ့တခုတော့ရှိတယ်ကိုယ့်ရဲ့အထင်ကိုဝိညာဉ်တော်လို့သွားထင်မိရင်မရဘူးအဲ့ဒါကြောင့်ကိုယ့်ရဲ့အထင်လားဝိညာဉ်တော်ရဲ့ဖွင့်ပြချက်လားဆိုတာကိုနားလည်နိုင်ဖို့လဲပါလို့အပ်တယ်လေထူးထွန်းခြင်းညာနဲ့ပိုင်းခြားတတ်သောဝိညာဉ်သဘောကိုကျွန်တော်ကဘာလို့ဖို့လို့အပ်တယ်လဲ activate လုပ်ဖို့လို့အပ်တယ် hallelujah အဲ့ဒါကြောင့်ကျွန်တော်ဟာသွားလာတဲ့နေရာတိုင်းမှာလူတွေရဲ့ချီးမွမ်းကိုးကွယ်ခြင်းတန်ကြားတဲ့အခါမှာတရားဟောတန်ကြားတဲ့အခါမှာဒါမို့ရှင်ဦးဆောင်တန်ကြားတဲ့အခါမှာဒါမို့တက်တေခံတန်ကြားတဲ့အခါမှာကျွန်တော်ရဲ့ဗာလဲပိုင်းခြားခြင်းဝိညာဉ်ကိုကျွန်တော်အလုပ်လုပ်ခွင့်ပေးလိုက်တယ်ဒီလူဟာပါစက်ပဲရှိတာဒီလူဟာဟန်ဆောင်ကောင်းတာဒီလူဟာကြားကောင်းအောင်ပဲလုပ်တာဒီလူဟာဟန်ဆောင်နေတာဆိုတာကိုဘုရားဝိညာဉ်တော်ကဖွင့်ပြပါလိမ့်မယ်ဒီနေ့စပြီးဖွင့်ပြတော့မှာဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်သူဝိညာဉ်စုဂျေဇုထဲမှာကျွန်တော်ရှင်သန်ဖို့လိုအပ်တယ်ဘုရားရှင်ရန်ကောင်းမြတ်တယ်အဲ့ဒါလေးပြီးတဲ့အတွက်ကြောင့်ဖြစ်တယ်ကျွန်တော်ဒါကိုကျွန်တော်ဆုတောင်းတယ်ဘုရားကအများကြီးဖွင့်ပြတယ်နော်တချို့သောသူတွေကဒီလိုပြောရင်တော့နည်းနည်းတော့ sensitive ဖြစ်တယ်ဒါပေမဲ့ဒီလိုပြောပြရစေတချို့သောသူတွေကကြီးကြီးတရားဟောပြီးတော့မှလူတွေအာမင်ပါရဖြစ်တဲ့ခါမှာကျွန်တော်ဝိညာဉ်တော်ဖော်ပြတာရှိရနော်မဟုတ်ဘူးဒါမဟုတ်ဘူး something is wrong တခုခုကမဟာနေတယ်ဆိုတာဝိညာဉ်တော်ဖျားဖွင့်ပြတယ်ဒါကတော့တိတ်ပြီးကြည်ကောင်းသူလူတော့မဟုတ်ဘူးနော်လူတွေအတွက်ကြားရတာတော့နည်းနားခါတယ်နော်ဒါပေမဲ့ဝိညာဉ်တော်ကဒီခက်တော့ဒါကိုလိုအပ်နေတာဖြစ်တယ်လို့ဘုရားဝိညာဉ်ဖော်ပြတာအများကြီးရှိတယ်ဒီနေ့ကျွန်တော်အားလုံးကိုဝိညာဉ်တော်ဖျားဖွင့်ပြချက်ကျွန်တော်အားလုံးကြားနိုင်ဖို့ဘုရားကောင်းချီးပေးပါစေဟုတ်ပြီဆိုတော့ပညာရည်ချင်းနဲ့တွားတာတဲ့ဝိညာဉ်တော်ဥဆောင်ခြင်းနဲ့ကျွန်တော်တွားတတ်ဖို့အင်မတန်မှအရေးကြီးတယ်ပဝန်းကျင်ထဲမှာမျိုးမျိုးပျက်စီးယိုယွင်းနေတဲ့အတွက်ကြောင့်ကျွန်တော်နောက်ဆုံးသလိုပြောမယ်ပဝန်းကျင်ထဲမှာမျိုးမျိုးပျက်စီးယိုယွင်းနေတဲ့အတွက်ကြောင့်ကျွန်တော်တွေကဝိညာဉ်တတိနဲ့တွားဖို့လိုအပ်တယ်ပြောပါဝိညာဉ်တတိနဲ့လူတွေတက်တိခါတဲ့အခါမှာလည်းဗာနဲ့နားထောင်မလဲပိုင်းခြားခြင်းဝိညာဉ်နဲ့ကျွန်တော်ကနားထောင်ဖို့လိုအပ်တယ်ဟာလေလုယာမမှားရလေအောင်ဝိညာဉ်တော်ဖခင်ရဲ့ stepping နဲ့မလွေးရလေအောင်ဒါကျွန်တော်နားထောင်ဖို့လိုအပ်တယ်ဟုတ်ပြီဆိုတော့ကျမ်းစာထဲမှာနောက်ဆုံးကျွန်တော်ဖော်ပြချင်တဲ့အရာကပါလဲဆိုတော့ဒီအကြောင်းကကျွန်တော် MCF တခုထဲတော့မဟုတ်ဘူးကျွန်တော်မတူလူမျိုးတွေအားလုံးအတွက်ဖခင်ကလိုအပ်တယ်လို့ပြောတဲ့စကားဖြစ်တယ်လို့ကျွန်တော်ယုံကြည်တယ်အဲ့ဒီအကြောင်းကတော့ဘာလဲဆိုရင်တော့မောရှေရဲ့ဖွင့်ပြချက်ဖြစ်တယ်ကဲဒီမှာနားထောင်ပါအောင်ဒါလေးကျွန်တော်ပြောပြဆုံးတတ်မယ်မောရှေကငငယ်လေးကမောရှေမွေးဖွားတဲ့အခါမှာဘယ်လိုခေတ်မှာမွေးဖွားတယ်လဲဆိုရင်တော့ခေတ်အရန်ပြတ်တဲ့ချိန်မှာမောရှေမွေးဖွားတာဖြစ်တယ်မောရှေမွေးတော့ကခေတ်ကောင်းစားနေတဲ့အချိန်မဟုတ်ဘူးအေဂိုတို့ကျွန်းထဲမှာသူ့ရဲ့ညီကိုမောင်နှမတွေမိဘတွေအားလုံးဒုက္ခရောက်ပြီးတော့မှတေချေပျက်စီးနေတဲ့အဆိုးဆုံးခေတ်မှာမောရှေမွေးဖွားလာတယ်မွေးဖွားလာတော့သူ့မှာမျိုးစုံသောနိုင်ငံကြီးမကောင်းတဲ့အတွက်ကြောင့်သူ့မှာမျိုးစုံသောဒဏ်ရာတွေရှိနိုင်တယ်ဒါမဲ့အဲ့ဒါတစ်ပူဆိုးတာကတနေ့မှာဘာဖြစ်လဲဆိုတော့သူ့ကိုမွေးတဲ့သူ့ရဲ့မိဘတွေကလည်းခွန်းမတာတော့တဲ့အတွက်ကြောင့်မောရှေကိုစွန့်ပစ်လိုက်တယ်ဒီဟာလေးနားထောင်ပါနံပါတ်1ကတော့ရာမချန်နောတော့ဟာနော်ရာမချန်နောတော့ကဒိုင်ယာလုံပြီးအမ်ပါအပပိနာတာအကလုံနာအမနဝန်ပါလုံအစွန့်ပစ်တယ်ဒီနေ့သူများရဲ့စွန့်ပစ်ခြင်းခံရတာဘလို့ရတာရှိတယ်လဲဆိုတော့ဂျုံမှုတဲ့လူတိုင်းသိပါတယ်တစ္ဆာဖောက်ခြင်းခံရတာဘလို့ရတာရှိတယ်လဲဆိုတာအားလုံးသိပါတယ်မဟုတ်လားမောရှေကအမနဝန်ပါသူ့ရဲ့မိဘရဲ့စွန့်ပစ်ခြင်းကိုသူခံရတဲ့အခါမှာဂျင်းတွေပေါ့သူ့ရဲ့ပတ်ဝန်းကျင်ကြောင့်နိုင်ငံရေးခြေတွေကြောင့်ရတဲ့ဒဏ်ရာနဲ့သူ့ရဲ့မိဘတွေစွန့်ပစ်ခြင်းခံလိုက်ရလို့ရတဲ့ဒဏ်ရာတွေကသူ့အထဲမှာလူတွေမရိပ်မိနိုင်ပါနဲ့သူ့အထဲမှာရှိလာတယ်မောရှေမှာကောင်းတဲ့အကြံစီရှိတယ်အဲ့ဒါကဘာလဲဆိုရင်ငါရဲ့လူမျိုးတွေကိုငါကေတင်ချင်တယ်ဆိုတော့ကောင်းတဲ့အကြံစီတော့ရှိတယ်ဒါပေမဲ့သူ့မှာဘာရှိလဲဆိုတော့စိတ်ဒဏ်ရာတွေမြောက်များစွာနဲ့ရှင်သန်လာတာဖြစ်တယ်အဲ့ဒါကြောင့်မောရှေကသူ့ရဲ့လူတွေကိုတွားကေဖို့တွားတဲ့အခါမှာတနေ့မှာလူတွေကိုမကေဘဲနဲ့ဘာလုပ်တယ်လဲဆိုတော့တယောက်ကိုတတ်မိလိုက်တယ်ဘာကြောင့်ဒီလိုဖြစ်တယ်လဲလို့ကျွန်တော်စဉ်းစားတဲ့အခါမှာဘာကြောင့်ဖြစ်လာတယ်လဲဆိုတော့အရင်ကအဆက်ဆက်ခံစားလာရတဲ့ဒဏ်ရာတွေကြောင့်သူ့မှာဆုံးဖြတ်ချက်မမှန်ကန်နိုင်တော့ဘူးအတွေးခေါ်လည်းမမှန်ကန်နိုင်တော့ဘူးအဲ့ဒီနောက်ွယ်ရအကြောင်းရင်းတွေကသူ့ကိုထိန်းချုပ်ထားတဲ့အခါမှာဒီနေ့တချို့သောသူတွေဒီမှာနားလေစေခြင်းနဲ့တင်ကိုယ်တိုင်ကတော့သိချင်မှသိမှာနော်တင်းရဲ့ဆုံးဖြတ်ချက်တိုင်းကနာကြီးချက်ကြောင့်ထွက်လာတဲ့ဆုံးဖြတ်ချက်တွေ
လူတွေတင်းလူတွေကိုဆက်ဆံတဲ့ပုံစံကနာကြီးစိတ်ကြောင့်တင်ငယ်စိတ်ကြောင့်လူတွေငါ့ကိုထင်သေးမှကြောက်လို့ဆိုတဲ့ဟန်ဆောင်ခြင်းကြောင့်ဆုံးဖြတ်ထားတဲ့ဆုံးဖြတ်ချက်တွေဖြစ်တတ်တယ်မောရှေရဲ့ဆုံးဖြတ်ချက်ကမှန်ကန်တဲ့ဆုံးဖြတ်ချက်မဟုတ်ဘူးဒဏ်ရာတွေမြောက်များစွာကြောင့်ရတဲ့ဆုံးဖြတ်ချက်ဖြစ်တယ်ဒီနေ့အသင်းတော်တွေမှာလိုအပ်တယ်လို့ဘုရားစကားပြောပါစေတချို့သောဆုံးဖြတ်ချက်တွေကဘုရားစီကလာတာမဟုတ်ဘူးနာကြီးစိတ်ကြောင့်နာကျင်စိတ်ကြောင့်မကျင်တဲ့ချက်ကြောင့်အဆက်ကွေးမှာဆိုလို့ကိုယ်အင်ဒရီကိုဆေချင်တဲ့ပုံစံနဲ့ကိုကပြောနေတာအများကြီးရှိတယ်ကျွန်တော်ခဏခဏကြားတယ်နော်ဒီတင်းတော်မှာဘာဖြစ်ပါတယ်ညာဖြစ်ပါတယ်ဒီတင်းတော်ကိုပြောချင်တာမဟုတ်ဘူးနော်ဒီတင်းတော်ကိုပြောချင်တာမဟုတ်ဘူးနော်ရှိနေတဲ့အတင်းတော်တွေအားလုံးမှာဒီတင်းတော်မှာဘာဖြစ်ပါတယ်ညာဖြစ်ပါတယ်လို့ကြားတဲ့ခါတိုင်းမှာကျွန်တော်စိတ်ဒီမှာဘာခံစားရတယ်လဲဆိုတော့သူကိုယ်တိုင်ကတိခါကြမခံချင်လို့သူကိုယ်တိုင်ကမနှိမ်ချချင်လို့သူကိုယ်တိုင်ကဖရားရဲ့လူတော်ကဘာလဲဆိုတော့ကိုမမေးချင်လို့ကိုလူကဦးစားပေးလို့ဆိုတော့ကျွန်တော်စိတ်ထဲမှာအများကြီးခံစားရတယ်မောရှိလည်းဒီတိုင်းပဲဒါမဲ့တနေ့မှာလူတတ်ပြီးတဲ့အခါမှာအကောင်းဆုံးသောမောရှိဘဝရဲ့ဆုံးဖြတ်ချက်အကောင်းဆုံးကတော့ဘာလဲဆိုတော့လူတတ်ပြီးတဲ့အခါမှာလေမောရှိကနားထောင်ပါအောင်ကျွန်တော်စဉ်းစားပြီးဘုရားကကျွန်တော်ကိုဘယ်လိုစကားပြောလဲဆိုမောရှိတာလူတတ်ပြီးတဲ့အခါမှာမောရှိကဘေကိုတွားလဲဆိုတော့ဟောရက်တောင်နဲ့ထမြောက်ရကျန်ခန်းကြီးတုံငယ်တိတိတုံကိုဖတ်ရင်ဟောရက်တောင်ကဖရားရဲ့တောင်ဖြစ်တယ်ပြောပေါင်းဖရားရဲ့တောင်ဘာကိုဆိုလို့လဲဆိုတော့ the presence of God ဖရားရဲ့မျက်မှောက်တော်ကိုပုံဆောင်တာဖြစ်တယ်သူဟာနာကျင်စွာခံစားရတဲ့အခါမှာဘေကိုသွားတယ်လို့မေးရင်ဖရားရဲ့မျက်မှောက်တော်ကိုသူသွားတယ်ကျမ်းစာဘာပြောတယ်လဲဆိုတော့စိတ်နှလုံးကြည်ခွေးတော်သူတို့ဟာမင်္ဂလာရှိတယ်ဘာကြောင့်လဲဖရားကစိတ်နှလုံးကြည်ခွေးတော်သူတို့နဲ့တော်တာ၍နီးတယ်ဒီနေ့တင်ပဝန်းကျင်ကြောင့်မိသားစုကြောင့်အကြောင်းတစ်ခုခုကြောင့်တင်ကြေကွေးနေရတယ်ဆိုရင်ဖခင်ကတင်တဲ့အနည်းဆုံးမှရှိတယ်ဆုတောင်းဖို့အကောင်းဆုံးချိန်ဖြစ်တယ်ဟာလေလုယာတစ်ခုခုခံစားနေရသလားဒီလိုလေလောကမှာကြုံတဲ့အရာတိုင်းတော့မကောင်းဘူးဒါပေမဲ့အကောင်းမြတ်ဆုံးသောဖခင်ရှိတဲ့အခါမှာမကောင်းတဲ့တွေ့ကြုံတွေကလည်းအကောင်းဆုံးဖြစ်တော့ပြန်လေပြောင်းပေးနေတဲ့ဖခင်ရှင်ဖြစ်တယ်မောရှေလူတတ်လို့ထပ်ပြေးသွားတာတော့မကောင်းဘူးမှန်တယ်ဒါပေမဲ့ဗာလေအကောင်းဆုံးသောဖခင်ရဲ့အတန်ကြားပြီးတော့မှဖခင်ရဲ့ဖွင့်ပြချက်ရတဲ့အခါမှာဒဏ်ရာတာမရခဲ့ဘူးဆိုရင် तू ဟောတဲ့တောင်သွားနိုင်မှာမဟုတ်ဘူးဟောတဲ့တောင်မှာသာဆုမတောင်းဘူးဆိုရင်ဖခင်ရဲ့ဖွင့်ပြချက်ရမှာမဟုတ်ဘူးဖခင်ရဲ့ဖွင့်ပြချက်တာမရရင်ဣသရေလလူမျိုးတွေလွတ်မြောက်မှာမဟုတ်တော့ဘူးဒီနေ့တချို့သောသူတွေရဲ့ကျွန်တော်တို့ရဲ့နာကျင်ခြင်းကဖခင်ကဟောတဲ့တောင်ကိုရောက်စီခြင်းတဲ့ကြောင့်ဖြစ်တယ်အာမင်ပြောပါအောင်ဒါပေမဲ့ကျွန်တော်တို့ရဲ့ပြဿနာကဘာလဲဆိုရင်ကျွန်တော်တို့မတူလူမျိုးတွေရဲ့ပြဿနာကဘာလဲဆိုရင်မတူလူမျိုးတွေလို့ကျွန်တော်ပြောပြရစီကျွန်တော်ပြဿနာကဘာလဲဆိုတော့ဖခင်ရဲ့မျက်မှောက်တော်မှာလက်ကြောမတင်းချင်ဘူးလေမောရှေကတွားပြီးဆုတောင်းတဲ့အခါမှာတလားမကြဘူးနော်တပတ်လည်းမဟုတ်ဘူးတလားလည်းမဟုတ်ဘူးတနှစ်လည်းမဟုတ်ဘူးနှစ်ပေါင်း40လုံးလုံးဖခင်မျက်မှောက်တော်ဖြစ်တဲ့ဟောတဲ့တောင်မှာသူထိုင်တာဖြစ်တယ်ဘုရားရှင်နာမတာကြီးဘုန်းကြီးပါစေတခါတွားတဲ့အခါမှာဗျာဒိတ်မရသေးဘူး3ရက်တွားတဲ့အခါဗျာဒိတ်မရသေးဘူး3နှစ်မှလည်းမရသေးဘူးနှစ်ပေါင်း40လုံးလုံးနှစ်ပေါင်း40လုံးလုံးနှစ်ပေါင်း40လုံးလုံးအခုတချို့သောသူတွေမလေးရှားမှာဘယ်လောက်ကြာပြီလဲမောရှေကတော့ဟောတဲ့တောင်မှာနှစ်ပေါင်း40လုံးလုံးဖျားနဲ့ချိန်ယူတယ်အဲ့ဒီအခါကျမှသူအရန်လို့ခြင်းနဲ့ပါလေဖျားရဲ့ revelation သူအတိတ်ရလာတယ်ဖျားဖွင့်ပြချက်ရလာတယ်မောရှေသွားဣသရေလလူမျိုးတွေကိုကေထုတ်ရမယ်ဆိုတဲ့ဖျားရဲ့အတန်တော်ကြားလာတယ်ဖျားရဲ့အတန်တော်ကြားတဲ့အခါမှာကျွန်တော်အရန်အံ့ဩတဲ့အရာကပါလဲဆိုတော့မောရှေဖျားရဲ့အတန်တော်ကြားပြီးဒဏ်ရာပေါင်းမြောက်များစွာနဲ့မောရှေတာဟောတဲ့တောင်ကိုမသွားဘူးဆိုရင်လူတွေဘယ်နှယောက်တော့ထပ်သေးရမလဲမသိဘူးเนาะကျွန်တော်အဲ့ဒါကျွန်တော်စိတ်ထဲမှာခံစားရတယ်เนาะမောရှေတာဟောတဲ့တောင်မသွားဘူးဆိုရင်တော့သူ့အနီးနားလူတွေကတော့တနာစရာပဲဘာကြောင့်လဲစိတ်မကြမ်းမာတဲ့သူနဲ့တူနေမှာတော့စိတ်မကြမ်းမာတဲ့သူတွေဒဏ်ရာရထားတဲ့သူတွေဒီလိုပြောရင်တော့တမျိုးမထင်နဲ့တော့ကော်မတီတွေမှာတူနေမှာတော့အတင်းတော်တစ်ခုတွေမှာတူလှုပ်လှုပ်နေမှာတော့ဒဏ်ရာရကုန်ပြီပေါ့ဒါမဲ့ဘုရားရှင်အရန်ကောင်းတယ်ဟာလေလုယာဘာကြောင့်လဲဆိုရင်တော့မောရှေဟဲတင်လူတွေဆက်မတက်ချင်ဘူးဆိုရင်လူတွေတက်မင်္ဂလာမဖြစ်ချင်တော့ဘူးဆိုရင်တော့ဟောတဲ့တောင်ကိုသွားပါဟောတဲ့တောင်မှာသူထိုင်တယ်ဆုတောင်းတယ်ဆုတောင်းတယ်မဟုတ်ဘူးတောင်းတယ်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 တောင်းဟဲပေါင်း40ဆိုလွေတော့မလွေဘူးနော်ကျွန်တော်4ရက်တောင်မဆုတောင်းချင်ဘူးလေကျွန်တော်ဆုတောင်းတာတလားတော့မကြဘူးနော်အဲ့ဒါတော့မလူတွေရှိမှငါဆုတောင်းတယ်ပါရကြီးကြီးလျှောက်ပြောနေတာမောရှေဆုတောင်းတာနှစ်ပေါင်းဘယ်လောက်လဲ40ပြောပေါင်းဘယ်လောက်လဲနှစ်ပေါင်း40မှာ
မောရှေကဖျားဖွင့်ပြချက်ရလာတယ်အကောင်ဆုံးအပိုင်းကတော့မောရှေဖွင့်ပြချက်ရပြီးတော့မှလွတ်မြောက်တဲ့နေ့ကသူ့ရဲ့လူမျိုးတွေဣသရေလလူမျိုးတွေလွတ်မြောက်တဲ့နေ့ပဲနားလေဖို့ဖျားကောင်းကြည့်ပေးပါစေကျွန်တော်ပြန်ပြောမယ်မောရှေဖျားရဲ့အတန်ကြားပြီးတော့မှဖို့ revelation နဲ့မောရှေဟောတဲ့တောင်ကဆင်းလာတဲ့နေ့ကဣသရေလလူမျိုးတွေရဲ့ကျွန်းသမိုင်းညီကုန်းချုပ်တဲ့နေ့ပဲဒီနေ့ကျွန်တော်လူမျိုးတွေအတွက်ကောင်းချီးဖြစ်ဖို့အတွက်အသင်းတော်အတွက်ကောင်းချီးဖြစ်ဖို့အတွက်မိသားစုအတွက်ကောင်းချီးဖြစ်ဖို့ဆိုတော့ဟောတဲ့တောင်မှာသင်နဲ့ကျွန်တော်ကြာဒူးထောက်ဖို့လိုအပ်တယ်အဲ့ဒါကအာမင်ပြောရမယ့်အပိုင်းမဟုတ်ဘူးလက်တွေ့လို့ရမယ့်အပိုင်းဖြစ်တယ်ဟောတဲ့တောင်မှာဆုတောင်းရင်ကတဲ့ဖခင်ရဲ့အတန်တော်ကြားခြင်းကသူ့လူမျိုးကိုလွတ်မြောက်စရာအကြောင်းဖြစ်စေတယ်လို့ဒီနေ့ကျွန်တော်အားပေးခြင်းတဲ့အရာကဘာလဲဆိုရင်တော့ကျွန်တော်အားလုံးလဲဒီနေ့ကနေစပြီးတော့မှဘုရားကခုနကပြောတယ်လေပေတရုငါကွန်ချပါလို့ပြောတင်ရအလုံးရှာပြီးမရဘူးလို့ပြောတယ်ခင်ရှုပါပြောတယ်လေယင်းနဲ့ရသူရှိပါယင်းနဲ့ရမပါရှိလဲသူလူချင်းတဲ့အရာတွေအားလုံးအမှရှိတယ်မိတ်ဆွေဒီလိုပြောပြစေတင်လူချင်းတဲ့အနာကဘယ်မှာရှိတယ်လဲဟောတဲ့တောင်မှာရှိတယ်အာမင်အာမင်တင်လူချင်းတဲ့အနာကဘယ်မှာရှိတယ်လဲဘုရားမျက်မှောက်တော်ဟောတဲ့တောင်မှာရှိတယ်အိမ်မှာလည်းမရှာနဲ့အလုပ်ထဲမှာလည်းမရှာနဲ့ပဝန်းကျင်ကနေလည်းမရှာနဲ့ဟောတဲ့တောင်မှာအာယုံစိုက်ပြီးဆုတောင်းရင်တင်တနေ့ဘယ်လောက်ကြာမလဲဆိုတာတော့မပြောတတ်ဘူးနော်ဒီညဆုတောင်းပြီးမနေ့ပြန်ပါဖွင့်ပြချင်မှမရဘူးလေလို့မပြောနဲ့ဘယ်လောက်ကြာမလဲဆိုတော့မပြောတတ်ဘူးတင်ဖရားရဲ့ဖွင့်ပြချက်ရတော့နေ့ဟာတင်လူမျိုးအတွက်ကောင်းချီးဖြစ်တော်နေ့တင်မိသားစုအတွက်ကောင်းချီးဖြစ်တော်နေ့တင်အသင်းတော်အတွက်ကောင်းချီးဖြစ်တော်နေ့ဖြစ်တဲ့အတွက်ကြောင့်ဖရားရဲ့ဖွင့်ပြချက်ကိုဆံကတော်သူဖြစ်ရအောင်လို့ဒီနှုတ်ကပတ်တော်ဖြစ်အနေငယ်လေးကျွန်တော်ခွန်အားပေးတဲ့အပေါ်မှာကျွန်တော်အားလုံးအတွက်ဖရားရှင်ကောင်းချီးပေးပါစေယေရှုတင်တယ်